ဝေးရသည်ရောက်လာတဲ့အချိန်မှာပန်းရောင်နဲ့ဖြူရောင်တွေဖျားလင်းပြီးတော့နေပြင်းကိုလှဆင်ပေးတဲ့ချယ်ရီပန်းတွေကိုကျွန်တော်တို့နေရာတော်တော်များများမှာအင်တွေ့ရမှာဖြစ်ပါတယ်။ဒါမဲ့ဒီလှပတဲ့ပန်းတွေဟာဘာမှစတင်ခဲ့တာလဲဆိုတာကိုသမိုင်းထောက်ထားရင်းနဲ့ကြည့်နေဆိုရင်ချယ်ရီပင်မျိုးစိတ်တွေဟာတရုတ်နိုင်ငံအနောက်ပိုင်းဒေသတွေဖြစ်တဲ့ယူနန်နဲ့စီချွမ်ဒေသတွေကနေတဘာဝတိုင်းပေါ်ပေါက်ခဲ့တယ်လို့တိဘက်ပညာရှင်တွေကယူဆကြပါတယ်။အဲဒီဒေသတွေမှာPrunus မျိုးရိုးဝင်ရပေနေဟုအနည်းဆုံးနှစ်ပေါင်းတန်းချီအရွယ်စားရှိတဲ့ဇီဝဗေဒသမိုင်းတစ်ခုအဖြစ်တွေ့ရှိနိုင်ပါတယ်။သမိုင်းမတန်တွေရချယ်ရီပန်းတွေကိုတရုတ်နိုင်ငံမှာနှစ်ပေါင်း2000ကျော်ကလေးကသိရှိအသုံးပြုခဲ့ကြပြီးတော့ဟန်ခေတ်ကာလတွေမှာတော့မှပန်းအလှပင်တွေအဖြစ်စိုက်ပျိုးခြင်းတွေရှိနေခဲ့ပါတယ်။နောက်ပိုင်းမှာ AD 618ခုနှစ်ကနေ909ခုနှစ်အထိဖြစ်ခဲ့တဲ့တန်ခေတ်ကာလကိုရောက်လာတဲ့အခါမှာလဲချယ်ရီပန်းတွေဟာအထက်တန်းလွှာလူဒန်းစားတွေအထူးကိုကြိုက်တဲ့ပန်းတွေဖြစ်ထင်ရှားလာခဲ့ပါတယ်။ဘရင်တွေနေထိုင်တဲ့နန်းတော်ဥယျာဉ်တွေထဲမှာချယ်ရီပင်တွေကိုစိုက်ပျိုးထားပြီးຫນွေဦးရောက်လာတဲ့အခါတိုင်းပန်းကြီးတဲ့ပွဲတွေကိုအခမ်းအနားကြီးတွေနဲ့ကျင်းပလေးရှိခဲ့ပါတယ်။ဒီလိုပွဲတွေဟာအလှတရားကိုခန်းစားရုံတတ်ပဲမဟုတ်ပဲကြပြရေးကြခြင်းပကြီးဆွဲကြခြင်းရင်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများနဲ့လည်းဆက်သွယ်နေခဲ့ပါသေးတယ်။တရုတ်ရင်ကျေးမှုတွေမှာတော့ချယ်ရီပန်းဟာအလှတရားချစ်ချင်းမြတ်တာနဲ့မိမသားတို့ရဲ့နူးညံ့သိမ်ပွေးမှုတွေကိုကိုစားပြုတဲ့ပန်းအဖြစ်လည်းထင်ရှားပါတယ်။အထူးသဖြင့်တော့ပန်းတွေဟာအချိန်တူအတွင်းမှာပဲပွင့်ပြီးတော့ညံ့ညံ့ဆက်ဆက်ကြောက်ွယ်သွားတာကြောင့်မို့လို့ဘဝရဲ့အချိန်တူအတွင်းမှာရရှိလာမဲ့အလှတရားကိုတန်ဖိုးထားကြဖို့လဲသတိပေးနေတဲ့အကြောင်းဖြစ်ပါတယ်။ဒုတိယပညာရှင်တွေကတော့ယနေ့ဂျပန်နိုင်ငံမှာတွေ့ရတဲ့စာခုလာမျိုးစိတ်အချို့ဟာတရုတ်နိုင်ငံမှာရှိတဲ့မူလတောရိုင်းမျိုးစိတ်တွေကနေတဖြည်းဖြည်းဆင်းသက်လာတယ်လို့ဆိုပါတယ်။ဒါကြောင့်ချယ်ရီပန်းဟာတရုတ်နိုင်ငံမှာမူလအခြေခံရှိပြီးတော့ဂျပန်နိုင်ငံမှာယဉ်ကျေးမှုအရာပုံမဖွံ့ဖြိုးတိုးတက်လာခဲ့တယ်လို့သမိုင်းပညာရှင်တွေကအခိုင်အမာသုံးသပ်ထားကြပါတယ်။ယနေ့ခေတ်မှာတော့တရုတ်နိုင်ငံတလွှားမှာချယ်ရီပန်းပွဲတော်တွေကိုကျင်းပလျက်ရှိပြီးတော့လူသန်းချီလာရောက်ကြည့်ရှုကြပါတယ်။ချယ်ရီပန်းတွေဟာပန်းတပွင့်နေတယ်မဟုတ်ပါဘူး။သမိုင်းတစ်ခုရည်ကျေးမှုတစ်ခုပြီးတော့ဘဝရဲ့အတိတ်ပဲတစ်ခုကိုပါတိတ်တဆိတ်ပြောပြနေတဲ့သဘာဝအလှတရားတစ်ခုဖြစ်ပါလေခင်ဗျာ။